Hello မင်္ဂလာပါနော်အားလုံးနည်းနည်းလောက်ပြောချင်လို့ပါအလှည့်ဆောင်နေလေအခုကဘာဖြစ်နေရလဲဆိုတော့မြို့ထဲမှာရန်စီးကနေပြေးရပါတယ်ဘာလဲဒီစီဖွဲ့ရောမော်တော်ဘီကယ်ရောဗောနော်အများကြီးပါခီးတဲ့တွေကဘာဖြစ်လဲဆိုတော့အမှတ်တိုင်လေးတွေမှာအဝါခွက်လေးတွေမှာပဲစောင့်ပေးဖို့တောင်းပန်ပါတယ်ဗောနော်ရှီယာကဥပမာတခြားကားတွေဗောနော်တခြားလိုင်းကားတွေတင်ချနေတဲ့အချိန်မှာကျွန်တော်ကနောက်မှာရက်ဆောင်ရပါတယ်ရက်ဆောင်ပြီးတော့မှရှေ့ကိုသူတို့သွားပြီဆိုမှကျွန်တော်တို့အမှတ်တိုင်အဝါခွက်ထဲကိုဝင်ပြီးတော့မှတင်လို့ရပါမယ်ဗောနော်တချို့ကကြတော့အနောက်မှာပြေးလာတယ်ကားစီကိုပြေးလာပြီးကျွန်တော်တို့တကားလှက်ပေးလို့မရတဲ့အတွက်မလှက်ပေးဘူးဆိုရင်မလှက်ပေးဘဲနဲ့ကျွန်တော်စောင့်နေဆိုသူစိတ်မရှိဘူးဗောနော်ဆင်းမဲ့တော့လည်းဆင်းကျင်တယ်ဆိုအသေးအံဗောနော်တင်မဲ့သူလည်းအသေးအံလိုက်တယ်ကျွန်တော်တို့ကရှေ့ကိုတိုးပြီးတော့မှသွားတော့မနေ့ကဘာဖြစ်လဲဆိုတော့ဦးလေးတယောက်ကပြီးနိုင်တော့မဖွင့်ပေးဘူးဗောနော်ရန်ထုတ်သွားတယ်អော်သွားတာဗောနော်ဟိုတနေ့ကလည်းအိုရှင်းမှတ်တိုင်ကဟိုအရှိမကားတစ်စီးရှိရတော့ကျွန်တော်တို့လှက်ပေးလို့မရဘူးဗောနော်အဲ့ချိန်မှာကျွန်တော်ကားရဲဆောင်နေချိန်မှာတက်မယ်ဆိုလို့တော့မရဘူးရှေ့ကိုသွားဆိုကျွန်တော်လက်ပြလိုက်တယ်ဟိုရှေ့ကိုဗောနော်အဲ့ကထွက်သွားတော့မှကျွန်တော်တိုးတယ်အဲ့ဒါကိုအမကြီးယောက်ကဘာပြောသွားလဲဆိုတော့ဒီနားနဲ့ဒီနားကိုဘာကွာသွားလို့လဲဆိုပြီးကျွန်တော်អော်သွားပါတယ်ဗောနော်ကျွန်တော်တို့မှာကွာပါတယ်နော်ကျွန်တော်တို့ဓာတ်ပုံရိုက်လိုက်လို့ရှိရင်ကျွန်တော်တို့က2ဆတောင်ဆောင်ရတာဗောနော်အရင်တက်2ဆဆောင်ရပါတယ်အခုရှင်မောင်းတွေကိုစီကန်းတွေအများကြီးတင်းကျပ်နေတယ်ပေါ့နော်မျိုးထဲမှာလည်းအနေအားထဲမှာပေါ့နော်ကျွန်တော်တို့မှာအဖက်ကဟိုအနေကင်းအောင်လည်းမောင်းရတယ်ပတ်စံရအောင်လည်းရှားပါတယ်နော်ပတ်စံမရရင်လည်းတော်တာတက်မှာနော်အဲဒါပတ်စံရအောင်လည်းရှားပါတယ်အားလုံးမော်တော်ဘီကလည်းကြည့်ရတယ်1 DC လည်းကြည့်ရတယ်ကိုအနေကင်းပေါ်လည်းမောင်းရတယ်ခီးတယ်ကိုလည်းအတက်နိုင်ဆုံးတော့ကျွန်တော်တို့ဘက်ကအများကြီးတော့ကောင်းမွန်ဆက်ဆံပါတယ်တချို့ကြအဲ့လိုမျိုးអော်တော့ပေါ့နော်တခြားဘဲမတီးပဲနဲ့ဟိုအဲ့လိုអော်ရတာတွေပေါ့နော်အဲ့လိုမျိုးရှိပါတယ်ကျွန်တော်ကလည်းကစီးနဲ့ဒီမိနစ်တွေနဲ့သွားရတဲ့ခါကျတော့ပတ်စံလေးရအောင်ရှာရတဲ့ခါကျဖိအားတွေအများကြီးရှိတယ်အဲ့ဒါရင်မောင်းတိုင်းပါပဲเนาะYB ရဲ့ရင်မောင်းတွေရှိမှလည်းခီးတွေသွားတာအဆင်ပြေတာပေါ့เนาะခီးတွေရှိမှလည်း YB ရင်မောင်းတွေမှာအဆင်ပြေတာပေါ့เนาะနှစ်ဦးနှစ်ဖက်အကုန်လုံးကဟိုစီလုံးလုံးလေးနဲ့ပပရှင်လေးဆိုဘယ်လောက်ကောင်းလဲအဲ့တော့မှတ်တိုင်အဝါခွက်လေးမှာပဲနေပေးပါစင်ကန်နေကိုဘဲတိလိုက်ကြနော်အဲ့ဒါလေးတောင်းဆိုတယ်မြို့ထဲမှာအခုရမ်းဖမ်းနေနော်ကျွန်တော်တို့မှာကားအားတဲ့ချိန်ဆိုရင်ကားတွေစီးရပါတယ်အဲ့လိုရှိပါတယ်နော်ဂတ်ထဲရတဲ့တန်စီလို့အကျက်တဲ့အချိန်လေးလည်းရှိပါတယ်နော်ကျွန်တော်တို့မှာဟိုအခက်ခဲတွေလည်းအများကြီးရှိရပေါ့နော်အဲ့ဒါဟိုတောင်းမှနေတာပါနော်ခီးတယ်ကြပေါ့ကိုမှတ်တိုင်လေးမှာပဲနေပါမြို့ထဲမှာရမ်းဖမ်းနေပူကြိုစီးဆိုလည်းအတူတူပဲရှေ့ကကားတွေကသွားပြီးဆိုမှကျွန်တော်တို့ကနေရာတကြနော်ကျွန်တော်တို့လိုင်းကားကြီးတွေကတ်လိုက်ကြီးတွေမရက်ပါဘူးနော်နေရာကြလေးအေးသက်ရက်ပြီးတော့မှကျွန်တော်တို့ကတင်ရတာဖြစ်တဲ့အတွက်မှတ်တိုင်မှာ AC လေးဆို AC တက်ရတာပေါ့နော် AC နှစ်ဦးတစ်ဖက်အဆင်ပြေအောင်လို့နော်အားလုံးကိုချစ်တယ်နော်အားလေးကိုနားလည်ပြီးကြပါလို့